Many griefs ဆိုတဲ့ guided meditation ကိုကျွန်မ YouTube မှာ36နာရီပဲပြီးမယ်ဆိုပြီးတော့ public access နဲ့ထားခဲ့တယ်ဒီ36နာရီပြီးသွားရင်ကျွန်မရဲ့ YouTube member club တွေအတွက်ပဲထားရှိတော့မယ် exclusive guided meditation အနေနဲ့ထားရှိတော့မယ်ဆိုပြီးတော့ပြောခဲ့တယ်အဲ့လိုအချိန်မှာပဲဒီ many griefs ဆိုတဲ့ guided meditation ကို like လုပ်ကြတယ် like လုပ်ပြီးတော့ comment တွေပြောပြကြတယ်အမရဲ့ဒီ many guided meditation ကိုလုပ်ပြီးတဲ့အခါမှာရင်ထဲကအလုံးကြီးကြာသွားတယ်မျက်ရည်တွေတောက်လျှောက်ကျလာပြီးတော့ old identity ကိုလွတ်ချနိုင်လာတယ် new identity ကိုလည်း embody လုပ်နိုင်တယ်စသဖြင့်တော့ဒီလို comment တွေပေးခဲ့တဲ့အတွက်ဒီ comment ပေးခဲ့တဲ့သူတွေအားလုံးကိုလည်းကျွန်မဒီနေရာကနေကျေးဇူးတင်ပါတယ်ဒါကြောင့်မို့လို့လေကျွန်မဒီ many griefs ဆိုတဲ့ guided meditation ကိုနောက်ထပ်24နာရီ extend လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်တကယ်လို့ဒီ video ကြည့်နေတဲ့သင်ကသင်ကိုယ်တိုင်ရဲ့ many healing journey ကိုသွားနေတယ်ကိုတည်ပါလိမ့်မယ်ပြန်လဲဆန်းစစ်ကြည့်ပါ manifestation တွေလုပ်ပြီးမယ်တကယ်တမ်းပတ်စံနဲ့ပတ်သက်ပြီးတော့ mindset တွေဒါပြောင်းနေတာဘလို့မှရှေ့ရောက်တယ်လို့လည်းမခံစားရဘူးကိုပတ်စံနဲ့ပတ်သက်လာရင် mantra တွေဒါရွတ်နေတာဒါပေမဲ့အဲ့ဒီရွတ်နေတဲ့ mantra တွေကနှလုံးသားထဲအထိကိုမစင်လာဘူးဘယ်လိုပြောမလဲပတ်စံငါ့ကိုချစ်တယ်ပတ်စံတွေငါဝင်လာပြီလို့ပြောပြီးမဲ့မသိစိတ်ရဲ့တထောင်တနေရာမှာတော့ဝင်လာပါမလားဆိုတဲ့ worries လေးတွေရှိနေသေးတယ်ဆိုရင်ဒီ many griefs ဆိုတဲ့ guided meditation ကိုအရင်ဆုံးသွားလို့ကြည့်ဖို့ကိုကျွန်မဘက်ကဖိတ်ခေါ်ပါတယ်ဒီ many griefs ဆိုတဲ့ guided meditation ကကျွန်မတို့တူတူရှောင်လန်းမယ် energy of money ဆိုတဲ့ journey master class ရဲ့ပထမဦးဆုံးခြေလှမ်းပဲရှိပါသေးတယ်ဒါဟာဘာလဲဆိုတော့သင်ကိုယ်သင် forced manifestation လုပ်နေတာမဟုတ်ဘူး forced mindset တွေပြောင်းနေတော့မဟုတ်ပဲနဲ့တကယ်တမ်းသင်ကြုံခဲ့ရတဲ့အတိတ်မှာပတ်စံနဲ့ပတ်သက်ပြီးတော့ကြုံခဲ့ရတဲ့ version ကိုသင်ပစ္စုပန်ထိခေါ်လာပြီးတော့ပစ္စုပန်မှာပတ်စံနဲ့ပတ်သက်ပြီးတော့ကြောက်လန့်နေတယ်ဒီအတိတ်က version ကသင်ရဲ့ပစ္စုပန်ကို control လုပ်နေတဲ့အတွက်ကြောင့်မလို့ old money stories တွေကိုသင်ကိုယ်တိုင်မလွတ်ချနိုင်ပဲဖြစ်နေတယ်ဒါကြောင့်မလို့လေသင်ရဲ့ old money identity ကိုသင်ကိုယ်တိုင်ပြန်တွေ့ပြီးတော့သင်ကိုယ်တိုင်ကပဲ acceptance လို့လက်ခံထွေးပွေယူပြီးတော့ကျေးဇူးတင်တယ်ဒီနေ့ဒီနေရာကိုသင်ရောက်လာဖို့အတွက်သူကပဲသင်ကိုကူညီခဲ့တာလေ rightသူပတ်စံနဲ့ပတ်သက်ပြီးတော့အစင်မပြေခဲ့လို့သူစ조사ခဲ့တယ်သူတိတလောက်ပတ်စံနဲ့ပတ်သက်ပြီးတော့လေ့ကျင့်ခန်းတွေလုပ်ခဲ့မယ်ပတ်စံနဲ့ပတ်သက်ပြီးတော့ exercise တွေ mindset တွေပြောင်းခဲ့မယ်အလုပ်တွေအစင်ပြေလာဖို့ပတ်စံတွေရလာဖို့သူစ조사ခဲ့တယ်သူ့ရဲ့စ조사မှုဒီ old version ရဲ့စ조사မှုကြောင့်တင်ဒီနေ့ဒီနေရာကိုရောက်လာပြီမဲ့ရှေ့ဆက်မဲ့တင်ရဲ့ money journey အသစ်တွေကို create လုပ်မဲ့ new money stories တွေကိုဖန်တီးတော့မယ်ဆိုရင်သူ့မှာရှိနေတဲ့သင်ရဲ့ overversion မှာရှိနေတဲ့ပတ်စံနဲ့ပတ်သက်ပြီးတော့ကြောက်တဲ့စိတ်ပတ်စံနဲ့ပတ်သက်ပြီးတော့စိုးရိမ်တဲ့စိတ်ပတ်စံနဲ့ပတ်သက်ပြီးတော့နှမျောတယ်ဆိုတဲ့စိတ်တွေကိုပြန်လဲဖြုတ်ချနိုင်ဖို့အတွက်ဒီ old money